여러분 안녕하세요. 고리아로 나래베로 뼈친 블루뼈라래 소라 띠비자비라 차례로 커바래 차례디 알레 시즌 소리 띠비야바래 나래베 소니 내 차례예요 내 레베 소니 니 차례예요로 커바래 남자 데이비 콜레시디 노 에라로 요야 그도 ပွဲ ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်ကိုရီးယားရဲ့ဆောင်းပေါက်တွေတော့ချူစောနေ့တွေမှာဆောလာနှစ်တစ်ကိုနေ့တွေမှာဆိုရင်ဘူဘေးတွေကိုကတော့တဲ့ရိုးရပူဇော်ပွဲတွေလုပ်ကြပါတယ်။ပူဇော်ခဲ့ကြတဲ့ကခြားတွေဆိုတဲ့စကားလုံးကိုအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ခြားပြီးပါရတဲ့လက်ဖက်ရည် ready ရိုးရဒလေးဆိုတဲ့အဓိပ္ပာယ်ဆောင်ပြီးတော့လက်ဖက်ရည်ကိုစက်ပတ်တဲ့ရိုးရဒလေးဆိုတဲ့အဓိပ္ပာယ်နဲ့ဂျိုဆောင်ခဲ့ကြတဲ့ကရိုးရကတော့ပွဲတွေကိုပြုလုပ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့လက်ဖက်ရည်တစ်ခုတည်းတင်မဟုတ်ဘူးเนาะ။တစ်သေးတွေအသားငါးတွေနဲ့ကွယ်လွန်သွားသူနဲ့တတဲ့ဟင်းမြတွေကိုပြင်ဆင်ပြီးတော့ဖွယ်ရလေးနဲ့တို့ရကတော့ပွဲကိုကျင်းပလေးရှိကြပါတယ်။အဲ့ဒီအတွက်ခြားတဲ့ဒီအဓိပ္ပာယ်မျိုးရှိပါတယ်။ပထမတစ်ခုကအလဲအစီအစဉ်လို့အဓိပ္ပာယ်ရပြီးတော့ဒုတိယတစ်ခုကရိုးရကတော့ပွဲဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်။여러분 안녕